အခုမှစပြီးတော့ make up လိမ့်မယ်ညီမလေးတွေအတွက်ဘယ်ရစပြီးတော့ဝယ်ရမှန်းလည်းမသိဘူး make up လိမ့်လိုက်ရင်လည်းပြပြကြီးနဲ့ make up ကွက်တာမျိုးတွေဖြစ်မှာစိုးရိမ်နေတယ်ဆိုလို့ရှိရင်အခုကိုနဲ့တင့်တော်မဲ့ make up အမျိုးအစားရွေးချယ်နည်းတွေကိုလာပြီးတော့ပြောပြပေးမယ်အရင်ဆုံးရေးကြည့်တာကတော့အခုမှစလိမ့်မယ် beginner တွေအနေနဲ့ make up သားထူတဲ့ foundation တွေကိုလုံးဝဖယ်လိုက်ပါကို့အသားရည်နဲ့တစ်ထပ်တည်းဖြစ်မဲ့ BB cream တို့ CC cream တို့ cushion တို့ဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုး skin tint foundation မျိုးတွေကိုရွေးပြီးတော့သုံးပေးပါကိုက daily makeup လိမ့်မယ်ဆိုလို့ရှိရင်sunscreen မှာတုံးတဲ့ပါတာမျိုးကိုသုံးနေဆိုလို့ရှိရင်ပိုတော့ကောင်းသေးတယ်ဒါဆိုရင် foundation မလိုတော့ဘူးပေါ့နော်ပြီးရင်တော့အစီပြန်တာတွေနဲ့ makeup ကွက်တာတွေကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင် loose powder ကိုပပလေးသုံးပေးရမယ်နော်ပါးနေတဲ့နှကန်းတွေကိုကြတော့လူကြီးမဆန်အောင်လို့ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်အောင် cute type ဖြစ်နေဆိုလို့ရှိရင်တော့တဘာဝကြတဲ့အယောင်လေးတွေပဲရွေးပြီးတော့သုံးပြီးနော်နှကန်းတွေကိုလည်းဇနာတို့လိုမျိုးထူးထူးပိတ်ပိတ်ဆိုးစရာမလိုဘူးဒီလိုမျိုး lip tint လေးတွေ lip gloss လေးတွေကိုပဲနှကန်းမှာပပလေးဆိုးပေးလိုက်ရင်ရတယ်နော်တကယ်လို့ကိုကအခုမှ makeup စလိမ့်မယ်။ဘာပစ္စည်းတွေဝယ်ရမှန်းလည်းမသိဘူး။ကို skin type နဲ့ကိုက်ညီတဲ့ပစ္စည်းတွေအတွက်အကြံဉာဏ်လိုတယ်ဆိုလို့ရှိရင် comment မှာလာပြီးတော့မေးထားလို့ရတယ်။ဇန်နာအားတဲ့ချိန်တိုင်းပြန်ဖြေပေးထားပါမယ်။တတာ Xana Hairdo and Makeup.